နှစ်တွေကြာနေပြီမို့ဒီနေ့မှမိမရောက်လာပြီအနန္တကကြီးဝေအိုဖေအဖေနဲ့သားဝေးရတာမိလာရဲ့ပေကြချင်းရွာနဲ့ဖေကိုတန်းကြတော့တရားလျက်ပါဖေမရောက်တာချာလေးမို့အဖေနဲ့အဖေရောအဖေမစကားသာမောင်ချရောက်နေသေးလေဘယ်လိုဝေးဝေးဘယ်မှနေဒီနေ့တခါရောက်ပြန်နေပါသာရဲ့အဖေစကားနောက်ကြပြီမေသာဘဝမပြီးစကားမတည်နိုင်ပြီဖေရွာနဲ့ဖေကိုတန်းတော့တရားလျက်ပါဖေမရောက်တော့ကြရင်မို့အဖေနဲ့ဖေရောအဖေမစကားအမောင်ချရောက်နေစေလေဘယ်လိုဝေးဝေးဘယ်မှနေဒီနေ့တခါရောက်ပြန်နေပါသားရဲ့သာဘဝမပြီးစကားမတည်နိုင်ပြီဖေရှုပ်ကလုံရှာရေးနေဝိုင်းရတထွန်းသာမောင်ရှာဖွေဒီထားတဲ့ဒီစကားလေးရေးမချလို့မဟုတ်ပါဘူးအဖေအမိမေသားရည်နေငါပမာအဖေလေးမိပါပဲလေဆုံးမတော့သေးကြလို့နှလုံးသားလာတဲ့ဖေအဖေစကားမမေးပါဘူးလေတာတကြီးတော့အရောက်ပြန်လာမယ်လေနောက်မှကြောင်ရောက်အဖေတန်များအချစ်တော်တရားတွေသာပြောင်းနေဒီခါရွာကိုပြန်လာခဲ့ဘူးမမေ့နေလို့အမစကားလေးလူရဝေအောင်တာနောက်ကြီးတွေပြတဲ့မေးလို့ဖြစ်တွေ့ထူတာနေဆုံးကားကမှတာရင်အဖေစကားအားစီတဲ့ခတ်ကိုတာလေးချလို့မိပါဘူးခွေကလုံရှာရေးနေဝိုင်းရတထွန်းသာမောင်ရှာဖွေပေးထားတဲ့ဒီစကားလေးအရင်မချလို့မဟုတ်ပါဘူးဒီအမိမေသားရှင်နေငါပမာအဖေလေးဖေအဖေလေးဖေပါမယ်လေဆုံးမငါတို့သေးညလို့နှလုံးသားလာတဲ့ဖေတာတကြီးတော့အရောက်ပြန်လာမယ်လေနောက်မှကြောင်ရောက်အဖေကများအကျဉ်းတော်တရားတွေသာပြောင်းနေဒီနေ့တခါရွာကိုပြန်လာခဲ့ဘူးမမိနေလို့အမှားစကားလေးလူရဝေအောင်မေ